တော့တော့ဒီပုံလာထဆွဲရအောင်ဒီနေ့ပဲနော်လက်ဖက်သားလေးအကျယ်ကြီးနဲ့ချင်းမြစ်ပေးပါအောင်လို့ကဲတယ်နောက်တော့တော့ဟုတ်ပဲဟိုမှာလောက်ပါဟုတ်ပတ်စံလည်းပေးနေတော့သူချလို့မရ